အရင်ဆုံးပထမဆုံးဖြောပြရမယ့်ပွဲလိုမျိုးစိတ်လှုပ်ရှားတယ်ပြီးတော့နောက်ဆုံးဖြောပြရမယ့်ပွဲလိုလည်းကျွန်တော်သဘောထားပြီးတော့ကျွန်တော်လုံနိုင်တာအကုန်တော့ရှိတဲ့ energy ခွန်အားအကုန်လုံးထည့်ပြီးတော့ကျွန်တော်ဖြောပြပါတယ်ဒီဂီတဖန်တီးတဲ့ချိန်လို့ဆိုတဲ့ချိန်ဆိုရင်တော့ဘယ်သူကြီးတယ်ဘယ်သူငယ်တယ်မဟုတ်ဘူးပေါ့နော်အားလုံးကဒီစုံမှတ်တစ်ခုမှာပဲအားလုံးတူတူဖြောပြကြတယ်အငယ်ဆိုတော့လေဗျာအကူတွေကိုနည်းနည်းပါပါပေါ့စလို့နောက်လို့အနိုင်ကျင့်လို့ရတာပေါ့နော်ကိုထက်ငယ်တဲ့လူတွေကြတော့လေမထူပါဘူးဒီတိုင်းပါပဲအာယုဖြည့်ချူရီတဲ့ဆိုတာတခြား90ခိုင်နှုန်းပို့နေတယ်ရေတက်နှစ်ဆဖြစ်ပြီးတယ် gas မပါဝင်ဘူးလင်းမြန်စွာရေတက်ဖြစ်ပါဆိုတာကျွန်တော်မနေ့ပြန်သွားပါမယ်တောင်ကြီးကိုတော်တော်ရင်ခုန်စိတ်လို့ရှာနေပါတယ်ပြီးတော့ဒီ music festival လုပ်မယ်တခြား artist တွေအများကြီးပဲ rock hip hop pop အားလုံးပေါ့ကျွန်တော်တို့ထက်စောတဲ့ generation ကအဆိုတော်တွေရောကျွန်တော်ထက်အခုမှဒီလူငယ်ခြေတက်တွေအခုလက်ရှိ KS superstar တွေရောပါဝင်မှာဆိုတော့အဲ့တဲမှာပါဝင်ခွင့်ရတဲ့အတွက်ကျွန်တော်ဝမ်းသာပါတယ်ဘယ်မျိုးပဲဖြစ်ဖြစ်ကျွန်တော်တို့ကအမြဲတမ်းသွားဆိုရမယ့်ဟာကအသစ်ဖြစ်ပါတယ်ကျွန်တော်ဟိုတလောကမော်လမြိုင်မှာသွားဆိုတယ်မန္တလေးမှာသွားဆိုတယ်ပွဲတိုင်းရလဲကျွန်တော်အတွက်အသစ်ပဲဟာငါဒီမှာပြန်သွားဆိုရမယ်လုံးဝမဆိုဘူးတဲ့မျိုးဆိုရင်ငါတခါမှမဆိုဘူးအခုတလောကကျွန်တော်မလေးရှားမှာသွားဆိုရဲဆိုလဲဟာမလေးရှားကိုမရောက်တာ10နှစ်လောက်ရှိနေပြီအဲ့တော့ဒါအသစ်ပဲအဲ့တော့ပြီးတော့ဆိုတဲ့ချိန်မှာလဲနောက်တစ်ခေါက်ဘယ်တော့ထိုက်ရောက်မလဲဆိုတာကျွန်တော်တို့မသိနိုင်ဘူးဒီမျိုးမှာအကြောင်းတိုက်ဆိုင်မှပဲဖြောပြခွင့်ရမှာဆိုတော့ဒါကကိုယ့်ရဲ့အရင်ဆုံးပထမဆုံးဖြောပြရမယ့်ပွဲလိုမျိုးစိတ်လှုပ်ရှားတယ်ပြီးတော့နောက်ဆုံးဖြောပြရမယ့်ပွဲလိုလည်းကျွန်တော်သဘောထားပြီးတော့ကျွန်တော်လုံနိုင်တာအကုန်ရှိတဲ့ energy ခွန်အားအကုန်လုံးထည့်ပြီးတော့ကျွန်တော်ဖြောပြပါတယ်ကျွန်တော်မနစ်ကရန်ကုန်မှာတပွဲဆိုပါတယ်ပြီးတော့ပြီးခဲ့တဲ့တစ်လနှစ်လလောက်ကမန္တလေးမှာဆိုပါတယ်တောင်ကြီးကအဆိုတော်အကိုတွေနဲ့ပါအဲ့ဒီမှာတော့ဘာအရသာရှိလဲဆိုတော့ကျွန်တော်အငယ်ဆုံးပေါ့အကိုကြီးတွေနဲ့ဆိုတော့ပြီးတော့ကျွန်တော်အဆိုတော်မဖြစ်ခင်ကတည်းကနာမည်ကြီးပြီးသားအောင်မြင်ပြီးသားအမှုပညာရှင်အဆိုတော်တွေဖြစ်တယ်ပြီးတော့သူတို့ကလည်းကျွန်တော်တချင်းစဆိုကြတဲ့ကလည်းကျွန်တော်အမြဲတမ်းကြိုးဆိုတယ်ကူညီတယ်ဆောင်မတယ်ပြီးတော့ကျွန်တော်ရဲ့ project တွေမှာဆိုရင်ကျွန်တော်နဲ့တချင်းတွဲဆိုပေးပါဆိုရင်လည်းအမြဲတမ်းတွဲဆိုပေးတယ်ကျွန်တော်ရုပ်ရှင်လေးရိုက်ထားလို့ဒီမှာဆိုပေးပါဆိုလဲဆိုပေးတယ်ဒီအကိုတွေနဲ့ကျွန်တော်ဆိုခွင့်ရတဲ့အတွက်ကျွန်တော်ဝမ်းသာပါတယ်မဆိုင်ပါဘူးတူပါပဲအလုံးလုံးတဲ့ချိန်မှာတော့ဒီဂီတဖန်တီးတဲ့ချိန်လို့ဆိုတဲ့ချိန်ဆိုရင်တော့ဘယ်သူကြီးတယ်ဘယ်သူငယ်တယ်မဟုတ်ဘူးပေါ့နော်အားလုံးကဒီစုံမှတ်တစ်ခုမှာပဲအားလုံးတူဖြောပြကြတယ်အငယ်ဆိုတော့လေဗျာအကူတွေကိုနည်းနည်းပါပေါ့စလို့နောက်လို့အနိုင်ကျင့်လို့ရတာပေါ့နော်ကိုထက်ငယ်တဲ့လူတွေကြတော့လေမထူပါဘူးဒီတိုင်းပါပဲဟောမယ်တော့တချင်းတွေဖန်တီးဖို့ရှိဦးလားလောလောဆယ်တော့ဘာအစီအစဉ်မှမရှိသေးပါဘူးလောလောဆယ်တော့ကျွန်တော်တချင်းတွေပဲကျွန်တော်လုပ်ဖို့ရှိပါတယ်ကျွန်တော်တို့တောင်ကြီးမှာအမှုပညာရှင်တွေအများကြီးရှိပါတယ်စန္ဒယာပညာရှင်ရှိတယ်ပကြီးဆရာရှိတယ်ဂီတပညာရှင်တွေအများကြီးရှိတယ်အဆိုတော်တွေလည်းအများကြီးပဲတေးရေးဆရာကြီးတွေစာရေးဆရာကြီးတွေအဲ့လိုကျွန်တော်တို့မျိုးကအမှုပညာရှင်တွေအများကြီးထွက်ပါတယ်အများကြီးရှိပါတယ်အဲ့ထဲမှာကျွန်တော်အဲ့အများကြီးတွေကဒီကျွန်တော်ကလည်းဒီအဆိုတော်ဒီဂီတသမားတယောက်အဖြစ်ပါဝင်ခွင့်ရတဲ့အတွက်ကျွန်တော်အမြဲတမ်း